ဟိုစစ်စီတုံးကဘရင်နဲ့ဘရင်မကြီးဟာတရားမျှတစွာတိုင်းပြည်ကိုအုပ်ချုပ်ကြပါတယ်။သူတို့ဟာတာသမီယေဒနာကိုလူချင်ကြပေမဲ့နှစ်အတော်ကြာမှတာသမီယေဒနာကိုရရှိခဲ့ကြပါတယ်။မင်းသမီးလေးမွေးတဲ့နေ့မှာပဲစုံမကြီးရောက်လာပြီးချိန်စာလက်ဆောင်ပေးလိုက်ပါတယ်။လက်ဆောင်ကတော့မင်းသမီးလေး16နှစ်ပြည့်နေမထွက်ခင်ချိန်မှာလက်ကိုအဆူတမျိုးမျိုးနဲ့ထိုးမိပြီးထာဝရအိတ်ဆက်တော့ပါစေဆိုပြီးချိန်ဆိုခဲ့ရပါတယ်။ထိုအချိန်မှစပြီးဘရင်ကြီးဟာသူ့ရဲ့သမီးကိုစုနိုင်မဲ့အရာအလုံးကိုဖျက်ဆီးပေးခဲ့ပြီးသူ့သမီးကိုလည်းနှစ်သမီးတစ်ယောက်ကိုညီနဲ့တောအုပ်ထဲမှာ16နှစ်ပြည့်တဲ့အထိဖွက်ထားလိုက်ပါတော့တယ်။ချက်ချင်းဆိုသလို16နှစ်ပြည့်ပြီးတောထဲထွက်လာတဲ့မင်းသားလေးနဲ့တွေ့ပြီးချစ်ကြိုက်သွားပါတယ်။ထိုအချိန်မှာမင်းသမီးလေးဟာ16နှစ်ပြည့်မွေးနေ့အတွက်နန်းတော်စီကိုပြန်ရတော့မှကိုတည်တော်လို့မပြောတော့ဘူးလေ။မင်းသားလေးကလည်းနန်းတော်ကိုပြန်ပြီးတော့သူ့ရဲ့ခမဲတော်ကိုတောထဲမှာကျွန်တော်ချစ်သူစားတွေ့ပြီးလို့ပြောတော့ခမဲတော်ကလည်းမပြောတော့ဘူးလေ။ခမဲတော်လှမ်းပြောလိုက်တဲ့စကားတစ်ခွန်းကတော့အိုက်လိုက်တာငါသားရထိုအချိန်မှာပဲနတ်သမီးတွေကမင်းသမီးကိုနန်းတော်ထဲခေါ်လာခဲ့ပါပြီ။ကြောင်နေတဲ့မင်းသမီးကိုစိုးမကပြူလိုက်ပြီးအဆူပေးထိလိုက်ပါတယ်။အတော်ဖြစ်နေတဲ့မင်းသမီးလေးလည်းထာဝရအိတ်ဆက်ကြီးကျေးဇူးကိုမိတော်ပါတော့တယ်။ညသာစားဖို့သွားတဲ့မင်းသားလေးကလည်းအန်ရကိုမသိရတဲ့ကြောင့်စိုးမရဲ့ဖန်တီးခြင်းကိုခံလိုက်ရပါတယ်။နတ်သမီးတွေကသူတို့ရဲ့အပြစ်ကိုကာကွယ်ဖို့တတိုင်းပြည်လုံးကိုအိမ်မွေချနေရင်မင်းသမီးရဲ့အချစ်ဟာမင်းသားလေးမှန်တည်တော်ပါတော့တယ်။ဒါကြောင့်မင်းသားလေးကိုစိုးမစီကနေအရေးဆုံးသွားခဲ့ရပါတော့တယ်။သူတို့ကိုစိုးမတပည့်တွေပြီးတော့တဲ့အချိန်မှာတော့အချစ်စစ်ကိုသွားမဲ့လမ်းအခက်အခဲကျနေလိုက်မယ်ဆိုပြီးမိသားစုတွေကိုနှင်းနှင်းဖို့အတီနာရှိနဲ့ဒီမောဟာတာတာကိုပြီးလိုက်ပါတော့တယ်။မင်းသားလေးလွတ်သွားတဲ့တိကျတဲ့စိုးမကတော့နန်းတော်ကိုပြန်မရအောင်လို့လမ်းကိုခြုံတွေတောနဲ့ပိတ်ဆို့လိုက်ပါတယ်။ဆော်အတွက်ဘာမဆိုလုံးမဲ့မင်းသားကတော့ပိတ်နေတဲ့ခြုံတွေကိုရှင်းပြီးရှေ့ဆက်နေခဲ့ပါတယ်။ချိုတင်းနဲ့တားလို့မရတဲ့အဆုံးမှာတော့စုံမကြီးဟာသူ့ရဲ့ final phone ကိုထုတ်ပြီးတုံးမှတော့တယ် finally phone Malaysian စုံမကြီးဟာသူ့ရဲ့ငကားအတွင်းကိုပြောင်းလိုက်ပါတော့တယ်စုံမကြီးရဲ့ magic damage တွေကြားမှာမင်းသားလေးဟာလူလက်ကိုလှိတ်ခံနေရပါတယ်မင်းသားလေးစုံတော့မဲ့အချိန်မှာပဲနတ်သမီးတွေဟာ final အထက် damage ကိုထည့်ပေးလိုက်ပါတယ် finally after good night တို့မင်းသားလေးရဲ့ final အထက်ကိုလုံးဝမရှောင်နိုင်တဲ့စုံမကြီးကတော့ဓာတ်ကိုမှန်သွားပါတော့တယ်ဒီမိုဟာတာနဲ့ final အထက်ကိုပေါင်းစည်းထားတဲ့အတွက်ကြောင့်စုံမကြီးဟာလည်းဘယ်လိုမှကိုမခံနိုင်တော့ပဲပေချင်းတရားကိုရင်ဆိုင်လိုက်ရပါတော့တယ်ထိုအချိန်မှာပဲမင်းသားလေးဟာမင်းသမီးရှိတဲ့နန်းတော်ကိုအပြေးလေးပြန်လာခဲ့ပါတယ်ထို့နောက်အိပ်ပေါ်နေတဲ့မင်းသမီးလေးကိုနှစ်စက္ကန့်ကြာနန်းလိုက်တဲ့အချိန်မှာတော့မင်းသမီးလေးဟာခြေသာကနေလွတ်မြောက်သွားပါတော့တယ်နောက်ပြီးအိပ်ပေါ်နေတဲ့တိုင်းပြည်ကလူတွေကလည်းချက်ချင်းဆိုလိုနိုးလာပါတော့တယ်ထို့နောက်ခြေသာကနေလွတ်မြောက်သွားတဲ့မင်းသမီးလေးနဲ့ရဲစောတတိရှိတဲ့မင်းသားလေးတို့ဟာလည်းဇလန်လေးရဲ့အဆုံးမှာထာဝရချစ်ခင်စွာပေါင်းဖက်သွားကြပါတော့တယ်ပြီးခြင်းတဲ့ message ကတော့ magic damage အကောင့်ရင်အတိနာရှိကိုမမေ့ပါနဲ့ဇလန်လေးရဲ့နာမည်ကတော့အိမ်မက်တော်အချော်လေး